လက်ကြီးလုံးလို့ဇွဲငရတော့အလုံးမလုံးနိုင်တော့တဲ့နေရာများအားလုံးပဲမင်္ဂလာပါရင်းနေတာ Entertainment Channel ကနေကြိုဆိုပါရစေကမ္ဘာတစ်ဝန်းမှာအကြောင်းမျိုးမျိုးကြောင့်ဇွဲငရအလုံးမလုံးနိုင်တော့ပဲထူးခြားမှုတွေဖြစ်လာတဲ့အရာတွေအများကြီးရှိလို့နေပါတယ်အထီးတွေတစ်ခုတည်းနဲ့ဟန်ချက်ညီစွာတည်ရှိနေတဲ့ကြောက်တုံးကြီးတွေလေထဲမှာမြောက်နေတဲ့လေတွေကနေအပေါ်ကိုစီးဆင်းနေတဲ့ရေတွေအထိပါဒီနေ့မှာတော့ကမ္ဘာပေါ်ကဇွဲငရမရှိသလိုထင်ရတဲ့အထူးခြားသောနေရာတွေကိုလေ့လာပြီးအမှတ်တရားကိုဖော်ထုတ်ကြရအောင်ပါနံပါတ်1လှုပ်ရှားနေသောကြောက်တုံးကြီးများအာဂျင်တီးနားနိုင်ငံထန်တီယာမှာရှိတဲ့လာဘီဒရာမူဗီဇာလို့ခေါ်တဲ့ကြောက်တုံးကြီးဟာပေါင်6သိန်းလောက်လေးပေမဲ့တောင်ကုန်းဘေးနားမှာအထီးတွေတနေရာထဲမှာဟန်ချက်ညီစွာတည်ရှိနေလို့နာမည်ကြီးခဲ့ပါတယ်။ဒီကြောက်တုံးကြီးကလေးတက်တဲ့အခါမှာရှင်းနောက်လှုပ်ရှားနေတဲ့အတွက်လှုပ်ရှားနေတဲ့ကြောက်တုံးလို့လည်းနာမည်ရခဲ့ပါတယ်။ဒါပေမဲ့1912ခုနှစ်မှာဆွဲငင်အားကိုမခံနိုင်တော့ပဲတောင်အောက်ကိုပြုတ်ကျခဲ့ပါတယ်။2009ခုနှစ်မှာတော့မူရေးကြောက်တုံးရဲ့အမှတ်တရအနေနဲ့တပ်တုနဲ့ပုံတူပွားထားတဲ့ကြောက်တုံးကိုတန်မိုး12ချောင်းနဲ့မြဲမြံစွာပြတ်တက်ဆင်ထားပါတယ်။မြန်မာနိုင်ငံကကြိုက်ထီယိုစီတီကလည်းပေါင်9000ကျော်လေးတဲ့ကြောက်တုံးကြီးဖြစ်ပြီးပင်လယ်မြက်နယ်မြေအထက်ပေ3600မှာရှိတဲ့တောင်ထိပ်ပေါ်မှာဟန်ချက်ညီစွာတည်ရှိနေပါတယ်ဗုဒ္ဓဘာသာဒဏ္ဍာရီရဖျားဆန်တော်တဆူကဒီကြောက်တုံးကိုထိန်းထားတယ်လို့ဆိုပါတယ်စေတီတော်ကိုရွှေစင်ရွှေရက်ပေါင်4000ခန့်ကတ်ထားလို့ရွှေတကုံကြောက်တုံးလို့လည်းခေါ်ဆိုကြပါတယ်အမျိုးသားတွေကတော့ရွှေရွက်ကတ်လူတိုင်းပေမဲ့အမျိုးသမီးတွေကိုတော့ကင်တွယ်ခွင့်ပိတ်ပင်ထားပါတယ်တိပ္ပပညာရှင်တွေကတော့သူ့ရဲ့ရတုဘဟုဟာနေပြင်ပေါ်မှာခိုင်မြဲစွာတည်ရှိနေတဲ့အတွက်နောက်တဲ့နေပေါင်းများစွာကြောင့်ဆက်လက်တည်ရှိနေအောင်မယ်လို့လည်းယုံကြည်နေကြပါတယ်မြက်လဲဆန်တဲ့ဆွဲငရတောင်ကုန်းများကျွန်တော်တို့ရဲ့ပထမဆုံးလေးလိုက်ခီးစဉ်ကတော့ Florida ပြည်နယ်က Spook Hill ပါဒီနေရာမှာတော့ကားကိုတောင်ကုန်းအောက်ခြေမှာရပ်ပြီးဂီယာလွတ်ထားလိုက်တော့ကားဟာအပေါ်ကိုလူးလိမ့်တက်သွားတာတွေ့ရမှာပါဒေသခံဒဏ္ဍာရီတွေရတော့အဲ့ဒီနေရာဟာဌာနေ American ခေါင်းဆောင်တို့ဦးနဲ့မိချောင်းတစ်ကောင်တို့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပြီးသူတို့ရဲ့ဝိညာဉ်တွေကနေအရာဝတ္ထုတွေကိုပြန်တွန်းပေးနေတယ်လို့လည်းယုံကြည်ကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့ကမ္ဘာတစ်ဝန်းမှာရှိနေတဲ့ဒီနေရာတွေကိုစွဲငင်ရတောင်ကုန်းများလို့ခေါ်ပြီးဒါသဘာဝတိုင်းဖြစ်ပေါ်နေတဲ့အမြင်အာရုံလှည့်စားမှုဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ဟာစင်ကြေလျှောရဲ့အထောင်ကိုဆုံးဖြတ်ဖို့အတွက်မိုးကုတ်ဆက်ဝိုင်းကိုအသုံးပြုလေးရှိပါတယ်ဒီနေရာတွေကမိုးကုတ်ဆက်ဝိုင်းကိုတစ်ပင်တွေဒါမှမဟုတ်တခြားတောင်ကုန်းတွေကိုပိတ်ဆို့ထားတဲ့အခါမှာအုံနောက်ဟာအနီးပတ်ဝန်းကျင်ကိုကိုးကားပြီးတော့အောက်ကိုဆင်းနေတဲ့လမ်းကိုပေါ်တက်နေတယ်လို့မှားယွင်းစွာယူဆမိတာဖြစ်ပါတယ်ဇွဲငင်အားကတော့ပုံမှန်တိုင်းလှုပ်လှုပ်တဲ့အတွက်အရာဝတ္ထုတွေဟာပုံမှန်တိုင်းလိမ့်ဆင်းသွားပေမဲ့ကျွန်တော်တို့ရဲ့အမြင်မှာတော့ဇွဲငင်အားကိုဆန့်ကျင်ပြီးပေါ်တက်သွားသလိုထင်ရစေပါတယ်။ဒါကြောင့်တချို့လူတွေကဒီအမြင်လေစားမှုကိုအသုံးပြုပြီးမက္ကဆီကိုနိုင်ငံက Yankses Amusement Park လိုမျိုးအပေါ်ကိုစီးဆင်းနေတဲ့အရေစီးကြောင်းများပါဝင်တဲ့နေရာတွေကိုခီးသွားဆွဲဆောင်မှုဖြစ်နေဖန်တီးထားကြပါတယ်။ရေခဲနေသလိုထင်ရတဲ့ရေစီးကြောင်းများ Laminar Flow အလွာလိုက်စီးဆင်းခြင်းဆိုတာကစီးဆင်းနေတဲ့ရေကိုလုံးဝရေခဲသွားသလိုမြင်ရစေတဲ့ထူးခြားတဲ့ယူပဗီတာဖြစ်စဉ်တစ်ခုပါပုံမှန်အားဖြင့်တော့ရေစီးဆင်းမှုဟာမငြိမ်မသက်ဖြစ်နေပြီမယ်ရေစီးနှုန်းနဲ့ဖိအားတွေလုံးဝတည်ငြိမ်နေတဲ့ရှားပါးချင်တွေမှာရေမိုနီယာတစ်ခုနဲ့တစ်ခုမတိုက်မိပဲအလွာလိုက်ချုံမွေ့စွာစီးဆင်းကြပါတယ်ရေဟာအလွန်ချုံမွေ့စွာစီးဆင်းတဲ့အခါမှာဆွဲငင်ရရက်တန့်သွားသလိုထင်ရစေပြီးတဘာဝတိုင်းဖြစ်ပေါ်နိုင်သလိုဘူပေါင်းတဲ့တက်ကိုအသုံးပြုပြီးအိမ်မှာလည်းစမ်းသပ်အသုံးပြုနိုင်ပါတယ်နံပါတ်၄ပင်လယ်မျက်နှာပြင်ပေါ်ကမျောလိမ့်နေတဲ့လီများပင်လယ်ရေပြင်ပေါ်မှာရောက်နေသလိုထင်ရတဲ့လေပြားကိုတွေ့ရတဲ့အခါမှာမှားယွင်းသောမိုးကုတ်ဆော်ဝိုင်းလို့ခေါ်တဲ့အမြင်အာရုံလျှက်စားမှုကြောင့်ပါပဲဒီလိုမြင်ကွင်းတွေမှာလှေတွေရွက်လွှင့်နေတဲ့ရေပင်ရောင်ဟာကောင်းကင်နဲ့အတူတူဖြစ်နေတဲ့အတွက်မိုးကုတ်ဆော်ဝိုင်းပင်မှာစတယ်ဆိုတော့ခွဲခြားရခက်ပါတယ်ရှေ့ဘက်ကရေပြင်ကအရေးဒါမှမဟုတ်လှိုင်းနေကြောင်အယောင်ပုံမဲနေတဲ့အခါမှာဒီပုံမဲတဲ့ရေပင်ကိုပဲမှားယွင်းတဲ့မိုးကုတ်ဆော်ဝိုင်းပြင်နဲ့မြင်မိပြီးအဲဒီနောက်ကလေတွေကလေထဲမှာမြောက်နေတယ်လို့ထင်ရစေတာဖြစ်ပါတယ်အရင်ကတော့ဒီဖြစ်စဉ်ကို Fata Morgana လို့ခေါ်တဲ့အပူငွေ့ရိပ်ကြောင်လို့ယူဆခဲ့ဖို့ပေမဲ့ယခုအခါမှာတော့မှားယွင်းတဲ့မိုးကုတ်ဆော်ဝိုင်းဖြစ်တာ Flying Dutchman လို့ဒဏ္ဍာရီတွေပြစ်ပေါ်လာပုံကိုရှင်းပြနိုင်ကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်နံပါတ်5ပင်လယ်ရောက်ရေတကုံမော်ရီရှက်ကလင်မော်နီဘရက်ကျွန်းဆွယ်နီးမှာသမုဒ္ဒရာအောက်ကအေယာမရေတကုံကြီးလို့ထင်ရတဲ့အန်အောစရာမြင်ကွင်းတစ်ခုရှိပါတယ်မော်ရီရှက်ဟာပင်လယ်အောက်ကကုန်းမြင့်မြင့်ဖြစ်တဲ့ Mascarin Plateau ပေါ်မှာတည်ရှိပြီးတော့ဒီနေရာမှာရေနဲ့ဟာပေ490ကနေပေ13000တိရုတ်တရက်နိုင်ဆိုင်သွားပါတယ်ဂျပန်နိုင်ငံကဖူဂျီတောင်အမြင့်နဲ့ညီမျှပါတယ်ရေတကုံလိုရှမ်းကျနေတာကရေမဟုတ်ပဲသမုဒ္ဒရာအောက်ခြေကနေပြုတ်ကျနေတဲ့တဲများဖြစ်ပါတယ်တင်မောတွေနေမြုပ်သွားမှကိုစိုးရိမ်စရာမလိုပေမဲ့ဒီမြေကွင်းရဲ့အတိုင်းအတာအစစ်မှန်ကိုတော့လေရင်ဒါမှမဟုတ်ရဟတ်ရေနဲ့သာအပြည့်အဝကြည့်ရှုနိုင်မှာဖြစ်ပါတယ်။နံပါတ်6ပြောင်းပြန်စီးဆင်းနေတဲ့ရေတကုံများကမ္ဘာပေါ်မှာရေဟာအောက်ကိုစီးကြမယ်စားလေထဲကိုပြန်တက်သွားပြီးတော့ပြောင်းပြန်စီးဆင်းနေတဲ့ရေတကုံများအများပြားရှိပါတယ်။ဒီလိုဖြစ်စရာအင်မတန်အားပြင်းတဲ့လေကရေတကုံရဲ့ရေစီးချောင်းကိုပြန်ပြီးတော့တွန်းထုတ်လိုက်တဲ့အခါမှာဖြစ်ပေါ်တာဖြစ်ပါတယ်။ဒါကြောင့်ဆွဲငင်ကလုံးဝအလုံးမလုံးတော့သလိုထင်ရစေပါတယ်။အင်္ဂလန်နိုင်ငံက Kinderton Fort နဲ့အိန္ဒိယနိုင်ငံကNanakot Mountain ရေတကုံတို့ကိုလေပြင်းအားထန်တဲ့နေရာတွေဟာမကြာခဏဆိုသလိုနောက်ပြန်စီးဆင်းလေးရှိပါတယ်။ Hoover Dam မှာလည်းဒီလိုအကျိုးသက်ရောက်မှုတွေကိုတွေ့မြင်နိုင်ပါတယ်။ဆယ်ရဲ့ကွင်းညွတ်ပြီးတော့စင်ကြေလျှောပုံသဏ္ဍာန်ကြောင့်ကြောက်တဲကတီဟာအပေါ်ကိုပြန်လဲဥတီစီးဆင်းစေပါတယ်။ဆယ်တဲကနေရေလောင်းချလိုက်မယ်ဆိုရင်လေကရေဆက်တွေကိုလေထဲကိုပြန်လဲမှုတ်ထုတ်ပေးတာကိုတွေ့မြင်နိုင်မှာပါ။ဒီလိုဆွဲငင်ရကိုစန့်ကျင်တဲ့တက်ရောက်မှုကတကယ်ကိုအင်မခန့်ပါပဲ။ Hoover Dam ရဲ့အမြင်အာရုံလေဆောင်မှုကမိုက်ပေမဲ့ဒါဟာဆွဲငင်ရကိုစင်ကော်တဲ့တခုတည်းသောနေရာတော့မဟုတ်ပါဘူး။နံပါတ်၈ကိုရိုင်းယူလီယာနေသောကြောက်တုံးများကယ်လီဖိုးနီးယားပြည်နယ်က Death Valley အမျိုးသားဥယျာဉ်တဲက Racetrack Playa မှာရှိတဲ့
ကြောက်တုံးတွေကလည်းဆွဲငင်အားကိုစန့်ကျင်နေတယ်လို့ပါပဲဒီကြောက်တုံးတွေဟာ၄ချိန်ပေါင်း900တိရှိပေမဲ့တနေ့ကိုလက်မနေငယ်စီသူ့လိုလိုရွေလျားနေတဲ့အတွက်ရွက်လွင့်နေသောကြောက်တုံးများလို့နာမည်ပေးထားပါတယ်ရာစုနှစ်များစွာကြောင့်ဘေးနီးဖြစ်နေခဲ့ပေမဲ့2014ခုနှစ်မှာတော့အသိပ္ပံပညာကဖြည့်ရှင်းပေးနိုင်ခဲ့ပါတယ်အဲ့ဒါကတော့လေရေနဲ့ရေခဲတို့ပေါင်းစပ်မှုကြောင့်ပါပဲ Death Valley နေ့ဘက်မှာပူပေမဲ့ညဘက်မှာတော့အတော်အေးပါတယ်ရှားပါစွာမိုးရွာပြီးတဲ့နောက်မှာတော့ရေတွေစုပုံပြီးညဘက်မှာပါလာတဲ့ရေခဲလွှာဖြစ်သွားပါတယ်နောက်တဲ့နေ့မှာတော့ဒီရေခဲလွှာတွေရေပြောပြီးကွဲသွားတဲ့အခါမှာလေအနှင်းငယ်ကနေရေခဲပြားတွေကကြောက်တုံးနေနောက်မှာစုပုံစေပြီးကြောက်တုံးတွေကိုဖြင်းညင်းစွာတွန်းပို့လိုက်တာဖြစ်ပါတယ်ကြောက်တုံးတွေကတနားရီကို3.2မိုင်လောက်ပဲရွေလျရတဲ့အတွက်ဘယ်သူမှသူတို့ရွေနေတာမမြင်ခဲ့ရပါဘူးနံပါတ်9 Santa Cruz ရှိနည်းနည်းစမ်းကြင်ရနေရကယ်လီဖိုးနီးယားပြည်နယ်ကရွက်လွင့်နေသောကြောက်တုံးများလိုမျိုးထူးဆန်းမှုတွေပြည့်တဲ့ Mystery Spot လို့ခေါ်တဲ့နောက်တဲ့ဆွဲငင်ရစန့်ကျင်တဲ့နေရာတစ်ခုရှိပါတယ်1940ပြည့်နှစ်မှာ George Prater ဆိုသူကဒီနီညိုတစ်တော်ထဲမှာမြေခွက်တုတ်ကဝယ်ခဲ့ပြီးအိမ်ဆောက်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူကုန်းပေါ်ကိုလမ်းလျှောက်တဲ့အခါမှာခေါင်းမူပြီးတော့လဲတော့မလို့ခန်းစားရတဲ့ပြင်သူ့ရဲ့တန်လန့်အိမ်မြောက်ကလည်းအလုံးမလုံးတော့ဘူးလို့ဆိုပါတယ်သူကဒီနေရာကိုပေ150ပတ်လည်ရှိတဲ့ဆွဲငင်ရမူမမှန်တဲ့ area ဖြစ်နေရှုမြင်ခဲ့ပြီးအဲ့ဒီနေ့မှာပဲဒီနေရာမှာအိမ်တလုံးဆောက်ပြီးခီးသားဆွဲဆောင်မှုနေရာဖြစ်နေဖွင့်လှစ်ခဲ့ပါတယ်အဲ့ဒီကတည်းကအဲ့ဒီတွေကဘောလုံးတွေအပေါ်ကိုလှိမ့်တက်သွားတာရေတွေနောက်ပြန်စီးကြတာနဲ့မယုံနိုင်စရာတောင်ကျိုးတွေတမ်းမလဲပဲရက်နေတာတွေ့မြင်နိုင်ပါတယ်ဒီလိုခံစားချက်တွေကြောင့်ပဲခေါင်းမူပြီးတော့ခီးစဉ်ကိုအလဲမှာရက်တက်ရတဲ့ဧည့်သည်တွေကို Mystery Spot ကပတ်စံပြန်အမ်းပေးရတာမျိုးရှိခဲ့ပါတယ်ဒီလိုဖြစ်ရဲ့ theory ပေါင်းများစွာတွက်ခဲ့ပူပါတယ်တချို့ကအိုဇုံးလွှာထိခိုက်မှုသို့မဟုတ်ဓာတ်ရောင်ကြီးအဆင့်မြင့်မာမှုကြောင့်လို့လည်းထင်ကြပါတယ်တချို့ကတော့ဂျိုသားတွေရဲ့တန်လန့်တက်တုကြောက်တွေအရောက်မှာမြုပ်ထားလို့ယုံကြည်ပါတယ်ဒါပေမဲ့ကျွမ်းကျင်သူတွေရဲ့အမြင်ရတော့ George Prater ရဲ့ဇလန်းဟာလုံးဝမမှန်ကန်ဘူးလို့လည်းဆိုကြပါတယ်တကယ်တော့သူရှာဖွေတွေ့ရှိခဲ့တာဟာအရင်ကတွေ့ခဲ့တဲ့နေရာတွေလိုမျိုးသဘာဝတိုင်းဖြစ်ခဲ့တဲ့ဆွဲငင်ရတောင်ကုန်းတစ်ခုသာဖြစ်ပါတယ် George ကဒီအမြင်လေးစောင်းမှုကိုပုံမပြင်းထန်သေးဖို့သူ့ရဲ့အိမ်ကိုပြင်းထန်တဲ့တောင်ကျိုးတွေတန်းဆောက်ခဲ့တာပါဒါကြောင့်အိမ်ဟာပုံမှန်လိုထင်ရပေမဲ့အတွင်းကျမ်းမြေတွေကပြင်းပြင်းထန်ထန်စောင်းနေပါတယ်ဒါကြောင့်အဲ့ဒီတွေကမဖြစ်နိုင်တဲ့ပုံစံမျိုးစောင်းပြီးရက်နေတယ်လို့ဘောလုံးနေရာလေပေါ်ကိုလိမ့်တက်တယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ရအားလုံးကပုံမှန်တိုင်းရွေလျားနေတာဖြစ်ပါတယ်တန်လိုက်အိမ်မြောင်မမှန်ကန်တာကလည်း George ကိုယ်တိုင်တန်လိုက်တက်တုတွေမြုပ်နှံခဲ့တာဖြစ်နိုင်တယ်လို့တချို့ကပြောကြပါတယ်အဓိကအဲ့ဒီလမ်းညိုတွေကတော့ဒါဟာဆွဲငင်ရနယ်နေတဲ့နေရာလို့ဆက်လက်ညှင်းဆိုနေကြပေမဲ့ဒါဟာအမြင်အာရုံလေးဆောင်မှုနဲ့လေးဆောင်မှုတစ်ခုသာဖြစ်ပါတယ်နံပါတ်10 Decade Hoverboat များကံကောင်းစွာနဲ့ပဲအနာဂတ်မှာဂျိုသားတွေဆင်းလာခဲ့ရင်သူတို့ရဲ့ပကံများပြန်ပြီးရှင်ပြန်နိုင်မဲ့နည်းပညာတွေကျွန်တော်တို့မှာရှိနေပါတယ်အဲ့ဒါကတော့ Hoverboat ပါဇေကန်ကားတွေကိုထုတ်လုပ်တဲ့ Lexus ကုမ္ပဏီက2015ခုနှစ်မှာ Slide Hoverboat ကိုမိတ်ဆက်ခဲ့ပါတယ်ဒီကရိယာမြေပြင်ထက်လက်မအနေငယ်မှာ skate စီးနေတယ်လို့ရွေလျားနေပါတယ်လူ sci-fi ရုပ်ရှင်ဆန်တဲ့တက်ရောက်မှုဟာတန်လိုက်တဲ့လျှက်ကူးပစ္စည်းများကိုအသုံးပြုပြီးကောင်းတဲ့ပေါ်ထားတာပါလျှက်ကူးပစ္စည်းတွေကိုအရင်နိုင်ထိုဂျင်နဲ့အလွန်အေးတဲ့အပူချိန်တွေအေးခံလိုက်ကြပါMr. Effect ကြောင့်တန်လိုက်ဆက်ကွင်းတွေကိုတွန်းထုတ်ပြီးတန်လိုက်ရှိတဲ့မျက်နှာပြင်ပေါ်မှာချုံးမိတ်စွာမြှောက်နေနိုင်စေပါတယ်။ Lexus ကဒီဗီဒီယိုကိုရိုက်ကူးဖို့စပိန်နိုင်ငံမှာမြေပြင်အောက်မှာတန်လိုက်ကြိုးတွေတက်ဆင်ထားတဲ့အထူးပြုလုပ်ထားတဲ့ skate ကွင်းကိုတည်ဆောက်ခဲ့ပါတယ်။ဒါကြောင့်လမ်းတွေနဲ့လမ်းဘေး platform တွေအားလုံးကိုတက်တုနဲ့မပြောင်းလဲသေးသေးတော့ဒီ hoverboat တွေကလက်တွေ့ကမ္ဘာမှာအသုံးမဝင်သေးပါဘူး။ဒါပေမဲ့ဒီလိုတည်တွင်းမှုဟာအနာဂတ်မှာတော့တကယ် hoverboat တွေပေါ်ပေါက်လာဖို့အတွက်မှန်ကန်တဲ့ခြေလှမ်းတစ်ရပ်ပဲဖြစ်ပါတယ်။